ဒီနေ့ကတော့လဲလွယ်လေးနဲ့ပေဦးခင်းချက်စားမယ်စင်းငရုတ်သီးစီသားလိုက်မယ်ရုပ်သီးကလည်းနှခေါင်းမဝင်တယ်ဗောနော်ပြီးတော့စနွေမောက်နည်းနည်းထည့်လိုက်မယ်စင်းရပါပြီအန်ဒီကပြောတယ်တဲ့ငရုတ်သီးကတော့တမီးအန်ဒီအရန်ကြိုက်တယ်ဗောနော်ဒါပေမဲ့စီညိုင်းတော့တမီးအန်ဒီမကြိုက်ဘူးနော်စီကတော့တမီးအန်ဒီမကြိုက်ပါဘူးစင်းငရုတ်သီးကတော့တမီးအန်ဒီကြိုက်တယ်ဗောတမီးအန်ဒီကအကြိုက်ဆုံးလေငရုတ်သီးကတော့စိုက်စားငပိထည့်လိုက်မယ်စင်းဝေးမမွေးပဲနေရတဲ့တဲ့အရန်ပူတယ်မကြည့်မဲ့အရေးထည့်လိုက်မယ်စင်းအရေးပါတယ်ဗောနော်အဲ့တဲ့အရန်ပူတယ်ဆိုတော့တမီးအန်ဒီကတမီးပြောတယ်ဗောနော်မကြည့်မဲ့အရေးများများထည့်မှစားလို့ကောင်းတယ်ဗောနော်ချစ်ချင်လေးဗောမောက်နည်းနည်းထည့်လိုက်မယ်ဒီတော့น้ำปลาနည်းနည်းထည့်လိုက်မယ်ပေါ်လေပါမဖြူပေါ့ငါငပိနဲ့တမီးပြစားမယ်ဆိုတော့တမီးအန်ဒီကတမီးပြောတယ်ဗောနော်ဘေးဦးထဲလိုက်မယ်စိတ်ခုနလောဘသမီးနဲ့အန်ဒီနဲ့နေရပဲဆိုတော့ဘေးမမွေပဲအရန်လို့မွေရတယ်စိတ်ဆန်းငပိအနာလည်းမွေမမွေပဲဒီဘေးဦးခင်းလေးရတော့ငရုတ်ဒီမများစီရတော့နည်းနည်းပဲပေါ့နော်အရန်လို့ကောင်းတယ်မွေမမွေအရန်လို့မွေတယ်ပေါ့စီရလည်းနည်းနည်းပဲဆိုတော့ငရုတ်စီရလည်းများတယ်ဆိုတော့နေရတဲ့တဲ့အရန်တိုက်တယ်ဆိုတော့ငရုတ်စီရနဲ့ခမတော့ဝင်နေပြီနည်းနည်းပင်အလိုက်နေစိမမွေလေးတော့နည်းနည်းပင်တော့အများကြီးပဲရန်လို့မွေးတဲ့တမီးပဲဥခင်းလေးရတော့ပြပါပြီစိပကတ်ထဲမှာထည့်လိုက်မယ်အညာတော့မများလေးပေါ့ချစ်ချလေးပေါ့စီရလည်းနည်းနည်းလေးပဲပေါ့ဘေးဥခင်းရတော့ကျဲပါပြီဆိုတော့ဘူးတီပြောက်ကြသေးတယ်ပေါ့နော်ဘူးတီပြောက်လိုက်မယ်ငါကပြည့်တဲ့တမီးစားမယ်ဆိုတော့အရေးပါတယ်လေပြတော့ရပါပြီစေးပူပူနွဲ့အရေးလဲစောက်လို့ရတယ်အလုံးလဲစားလို့ရတယ်ပေါ့ဒါလေးကတော့ပဲဥခင်းလေးပါစေးသမီးချက်ထားတဲ့ပဲဥခင်းလေးပါစေးအရန်လို့မွေးတယ်ဒါလေးကတော့ငါငပိလေးပါစေးဒါလေးကတော့တွတ်စရာတော့အစုပ်ပါပဲစေးဒါလေးကတော့ပူတီပြုတ်လေးပါစေးသမီးနဲ့အန်ဒီနဲ့အတူတူသမီးစားမယ်ပေါ့နော်သမီးဝိုင်းလေးကတော့ဆဲပါပဲစေးအတော်ကတော့ငါငပိတဲ့အရင်ခါလိုက်နေပတ်တွတ်စရာတော့ဆိုပဲဒါလေးကတော့ပဲဥခင်းဒီရင်လိုမျိုးဆိုရင်တော့ထုထာဒိတ်ဒီတော့မငါငပိဆိုရင်ဒီရင်လိုမျိုးဆိုရင်တော့ရာဥထိတ်တွတ်စရာတော့အစုပ်ပဲပေါ့တို့ချလောက်လပေါ့အခုကလဲလာပြီဟိုတကြီးရတော့အတော်မချဲရတော့အခုလဲလာပြီခင်းချဲတဲ့ဆိုဒီဆယ်ပဲမွေးမွေးပဲစားကြအန်ဒီဘယ်ဥခင်းနဲ့ဆယ်ပဲချချလေးနဲ့စီရတော့နည်းနည်းပဲထည့်ခိုင်းတယ်ဗောနော်အခုကတော့အချက်တော်ပြီစကားပြောလေးလဲလာပြီစိတ်မပူရတော့အခုကသမီးနာစားကြပါဦးစင်းငါငပိလေးနဲ့ကောင်းမကောင်းနဲ့ပူတယ်အရန်တော့ကောင်းတယ်ဘူးစီပြောက်လေသမီးပြောက်တာနဲ့ကအောင်မီလည်းရောက်ထိတ်ဝိမဟောကောင်းမကောင်းသမီးဝိပဲအရန်လို့ကောင်းတယ်ကောင်းမကောင်းပဲသူ့ဆရာတော့အစုပ်ပါစားအောင်လည်းမသိစုပ်တယ်သူ့ဆရာအများကြီးပဲဒီမှာတော့ခင်းချင်သည်အစိလက်တော့မအားတော့ဒီလိုမျိုးပဲစားလိုက်တော့မယ်ဘာကောင်းမကောင်းငါငါပြရလဲမွေး